အားလုံးပဲမင်္ဂလာပါဘီနာတိုင်းလေးပိုင်းတော့မှာပါတယ်ကျွန်တော်နဲ့ဒီနေ့မှာကတော့တို့ဒီဟာတာကဟိုဟာတာမော်စတာစကူလေးကိုကြည့်သွားမှာဖြစ်ပါတယ်ဒါစကူ Monster School ကျောင်းကြီးဟာမြန်မာလူကြီးဖွင့်နေတော့မှာပဲအဲ့လိုဖွင့်နေတဲ့ရက်မှာတော့ဆရာကြီး Hero Brand ကစာသင်ဖို့ရောက်လာပါတော့တယ် ဘီနာတိုင်းလေးပိုင်းတော့ပါတယ် ဆရာရောက်ပြီနော် အဲ့လိုရောက်ပြီလို့ပြောနေတော့မှာပဲချိန်တစ်ခုကကျောင်းကြီးတဲကိုဝင်လာပါလေရောပါတန်ကြီးလေဟာပါတန်ကြီးလေတကူရောက်လာပြီထင်တယ်ကွာဒီနောက်မှာတော့ကျောင်းတဲ့တကားကပွင့်လာပါတော့တယ်အဲ့လိုတကားပွင့်ဝင်လာတဲ့သူကတော့ Levi ကြီးပဲဖြစ်ပါတယ်သူ့အိမ်ထဲကိုသူဝင်လာတယ်လို့ပုံစံမျိုးနဲ့ကိုအေးအေးဆေးဆေးဝင်လာတာပါပဲ ဟင်းအောင်မင်းမတူလဲဘာကိစ္စနဲ့ဒီကျောင်းထဲဝင်လာတာလဲ ကျုပ်နာမည်က Levi ပဲပြောရရင် Levi အကာမဲမော်ဗျာစာပေကောင်းစေကောင်းဆောင်ဆိုတာကျု ဒီ ပ်ပဲ ပိုင်းမုန်းတော့ဘူး ပြီးတော့ခင်ဗျားတို့ရဲ့အကူအညီကိုကျုပ်လိုနေတယ်ကျုပ်ကကပောက်ကဲတင်နေတဲ့သူပဲဟုတ်ပါတယ်သူကတော့လူသားစားလူဘလူးတွေကိုတုတ်တင်ရှင်းလင်းနေတဲ့ Levi စစ်တီတော်ကြီးပဲဖြစ်ပါတယ် โอเคလေမင်းကဘာကိုခေတ္တနေတယ်ဆိုတော့လေကြည့်ကြောအခုဘာလို့ပြရမလဲ ငါဗျာကျုပ်နောက်ကိုလိုက်ခဲ့လိုက်ပြုတ်ပြုတ်ဆူဆူ Levi ကထွက်သွားပါတော့တယ် ကဲဒီနေ့စာမတင်တော့ကွာကဘာကြီးကိုခေတ္တကြတော့မယ် let's go ဒီနောက်မှာတော့ကျောင်းထဲကကျောင်းသားတွေအကုန်လုံးတဖြည်းဖြည်းနဲ့ထွက်သွားပါတော့တယ်မင်းကကြောက်ပဲကြောက်နေတာလာမင်းကငါပွေသွားမယ်လေဗီခေါ်သွားတဲ့နေရာကတော့ဘုံညကြီးကထားတဲ့ပြုတ်ကြီးတစ်ပြုတ်စီလာသွားတာပါပဲဒီဟာကြောက်နေတဲ့မြို့ပဲအရင်ကိုအန်ဒီများတဲ့မြို့ပေါ့ဗျာဒီတော့လေဗီကထိတ် အားလုံးပဲကျွန်တော်ဝင်နေလို့မထင်ပါနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်တဲ့အခါအတိုင်းနဲ့ subscribe လေးတွေကိုလုပ်ပေးခဲ့ဖို့တောင်းဆိုကြပါတယ်ဒီနာကခေါင်းလုံးလေးကိုလည်းနှိပ်ပြခဲ့ဖို့တောင်းဆိုကြပါတယ် VPN လေးနဲ့ဆင်ပြေတော့ VPN လေးကြည့်ပါ VPN နဲ့ဆင်ပြေတော့မကြည့်ဘဲနဲ့ like လေးအမှန်လို့ကလေးကိုတောက်ခနဲမရနှိပ်ခဲ့ဖို့တောင်းနေပါလေကဲစကြည့်လိုက်ကြအောင် ဒီလို brand တွေပဲပြပါတော့တယ်ဒါကတော့ကျုပ်ရဲ့လက်ကွက်တွေပဲဒါကကျုပ်မွေးထားတဲ့ကြက်တွေပဲဘလို့လဲလှတယ်မလားကြက်တွေကတော့ကြက်တွေလိုပဲအစာတွေစားနေရပေါ့ကျုပ်ပြောချင်တာအခုလူသားစားဘလူးတွေကလူသားမစားပဲကျုပ်ရဲ့ကြက်တွေကိုလာလာစားနေကြတယ်ကြက်မျိုးမတုံအောင်ကျုပ်တို့အားလုံးကောက်ွယ်ဖို့လိုတယ်ဗျာ မင်းပြောတော့လူတွေကိုကဲနေတာဆိုဘာလား စားရင်တော့ လေကြက်မျိုးတုံသွားရင်ခမရတို့ကြက်ဥတွေကြက်သားတွေမစားရတော့ဘူးလေဘာပဲဖြစ်ဖြစ်ကြက်တွေကိုကောက်ွယ်ရမယ် အေးပါကွာဒီလူကောင်တွေကိုတတ်ကြတာပေါ့ 2,000 years later. နှစ်ပေါင်း2000လောက်ကြာသွားပြီးတဲ့နောက်မှာတော့လူသားစားတိုက်တန်ကြီးတစ်ကောင်ကကြက်သားစားဖို့နေရတကားတွေကိုအတင်းကန်ဖွင့်နေတာပါ ကဲပါဒီကောင်စကတတော်လေးပါနေတာပေါ့လေ လူဘလူးကြီးကစိတ်တူနေတဲ့အတန်နဲ့ကြီးနဲ့ချောင်း ကျွန် ပါတော့တယ် တော်ပါတူကိုနောက်နေ့ကျရင်တင်မဲမယ်နော်ကြာ ဟီရိုဘရန်တို့ဖွင့်နေလေဗီတို့လည်းလန့် ခဏတော့ကျွန်တော်ဝင်နေတော့မထင်နဲ့နောက်နေ့ကျရင်တရားပါတူတင်မဲမယ်နော်ဒါပါဝမ်းပဲဖြစ်ပါရဲ့ ကဲမင်းတို့ကူညီပေးမဲ့ကီယာတွေကဒီထဲမှာရှိရဲ့တွားယူကြ ကောင်းပြီလေချကြတာပေါ့ကွာ ဆရာတို့လောက်ထားလိုက်ကျွန်တော်ကိတ်ကိုချိန်ထားလိုက်မယ်တော်ပါစလိုက်ရဲ့မင်းတယောက်တည်းမရပါဘူးငါလည်းမင်းကိုကူပေးမယ်လောလောဆယ် channel လေးကို subscribe လုပ်ရသေးတယ် ဒီမှာတရားဝင်တာဒီမှာရဲ့ channel နဲ့ subscribe တော့လုပ်ပြီးပါတောင်းဆိုရပါတယ် လူသားစားဘလူးတွေကိုတိုက်ခိုက်ဖို့ ready ဖြစ်နေပါပြီ တော့တကယ်လို့ကိုဒီကိုဒီ လူသားစားဘလူးတွေကိုအပင်းပြုံချချတော့ပါပါ နော် ဒါပေမဲ့ကိတ်ကိုထိမယ်ဆိုတဲ့ entertainment နဲ့ slide တို့ကတော့တော်တော်လေးကိုတိုက်ပတ်နေပါပြီချိန်တော့ slide ရေးချိန်တာဟာဟိုကောင်က0နဲ့2ထက်ကန်အားကောင်းနေတယ်ကွာဟုတ်ပါ အားလုံးပဲပတ်ဝန်းကတော့ ကြီးကကိတ် ရောက်ပါပဲပတ်ကျိုးလုံးညတင်ပေးမယ် bye bye Oh my god အမေပတ်ဝန်းရတော့ဒီလောက်ပဲနော်နောက်ကြရင်ကျွန်တော်ပတ်တူကိုတခြားဗီဒီယို edit ကောင်းကောင်းလေးနဲ့တင်ပေးပါမယ်ပတ်ဝန်းရတော့ပါပဲအားလုံးပဲကိုစိတ်နေရကျမ်းပါကြပါလေအားလုံးပဲ bye bye